ကျွန်တော်ရဲ့ brain ကခင်ဗျ safe ဖြစ်တာကိုပဲလိုချင်တာဒီကောင် lazy ဖြစ်တယ် smart ဖြစ်တယ်ပင်ပန်းတာမကြိုက်ဘူးပြောင်းလဲတွေမလုပ်နဲ့မကြိုက်ဘူးအဲ့ကျွန်တော်အရင်သွားပြီးသူ့ push လုပ်လို့မရဘူးကျွန်တော်မိမိလိုချင်တဲ့ခန္ဓာကိုယ် goal တစ်ခုရဖို့ body transformation ဖြစ်ဖို့အတွက်ကျွန်တော်ပန်းနိုင်ကိုမရဘူးဖြစ်နေတယ်အချင်းတွေမဆွဲမြဲဘူးဖြစ်နေတယ်ဒီချိန်ကနေလုပ်တဲ့ training တွေလုပ်တယ် diet တွေလုပ်တယ်ကျွန်တော်တို့အချိန်တန်လာရင်ရက်သွားတယ်ပြန်စားတယ်ပြန်ဝရတယ်ဒီတန်နေရာနဲ့ပဲလဲနေတယ်ဆိုရင်ဒီဗီဒီယိုက make လေးအတွက်ဖြစ်ပါတယ် okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ body transformation လုပ်တဲ့အချိန်မှာ training တွေ diet တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ brain ရဲ့အလုပ်လုပ်ပုံ brain ရဲ့ mechanism ကိုသိရှိထားဖို့လည်းအရင်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ brain ကပြောင်းလဲတွေလုပ်တာအသစ်တွေလုပ်တာကိုမကြိုက်ဘူးအဲ့တော့ကျွန်တော်တို့ကလေ့ကျင့်ခန်းအကြာကြီးမလုပ်နေတာကနေပြန်လုပ်တာတော့ခုမှစလုပ်တာတော့ body transformation ဖြစ်ခြင်းလို့စိတ်အားထက်သန်ပြီးတော့2026ရောက်တော့ New Year resolution ကဒီနှစ်ကိုဝေးချမယ်လို့အဲ့လိုအချိန်ကြီးဖြစ်လာတဲ့အခါမှာကျွန်တော်တို့အပြောင်းလဲတွေကိုချက်ချင်းကြီးမားမားကြီးလုပ်ကြတယ်အချင်းမရှိပဲねပေါ့နော်အဲ့တော့အဲ့လိုအပြောင်းလဲတွေလုပ်တာကို brain ကမကြိုက်ဘူးမကြိုက်တဲ့အတွက်အဲ့ဒီအချိန်မှာကျွန်တော်တို့အုံနောက်ရဲ့စိတ်ပိုင်းထဲမှာရှိတဲ့တေးသေးလေးအဲ့ဒီစိတ်ပိုင်းလေး amygdala လို့ခေါ်တဲ့ကျွန်တော်တို့စိတ်ပိုင်းကနေကျွန်တော် stress hormone တွေထွက်လာတယ်အဲ့ဒါတွေကနေကျွန်တော်တို့ကိုအပြောင်းလဲတွေကိုဒါစီဖို့ပြီးတော့ရင်ကျွန်တော်တို့ရဲ့စိတ်အားထက်သန်မှုတွေကိုရော့ချအောင်သူအလုပ်တယ်အဲ့တော့တစ်ပတ်လုပ်တယ်နှစ်ပတ်လုပ်တယ်သုံးပတ်လုပ်တယ်ပြီးတော့ရက်သွားတယ်6လတစ်နှစ်လောက်ရက်သွားတယ်ပြီးရင်ပြန်စားတယ်တရားနဲ့တန်တရားလဲနေတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အချင်းတစ်ခုမဆွဲမြဲစေတဲ့အကြောင်းရင်းပေါ့နော်ဒါကတော့ okay အဲ့တော့ brain ကအဲ့ဒီကလောက်တာမကြိုက်ဘူးလားမဟုတ်ပါဘူးလှုပ်ရှားမှုလုပ်ရင် brain အတွက်အရန်ကိုကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒီလှုပ်ရှားမှုတွေလုပ်တဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်လှုပ်ရှားတဲ့ဟော်မုန်းတွေရှိတယ်ပေါ့နော်ဟော်မုန်းတွေထွက်တယ်ဒိုပါမင်းတို့ကျွန်တော်လူသိများတယ်ကျွန်တော်ပျော်ရွှင်စေတဲ့ဟော်မုန်းတွေserotonin တို့ကျွန်တော်စိတ်ခံစားမှုတွေကိုကောင်းစေတဲ့ဟော်မုန်းတွေပြီးသွားရင်ကျွန်တော်လှုပ်ရှားမှုတွေလုပ်တဲ့အချိန်လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာကျွန်တော်ပိန်ဖြစ်တာတွေကို relief ဖြစ်စေတဲ့ endorphin တို့စတဲ့ဟော်မုန်းတွေကျွန်တော်ထွက်လာစေတယ်အဲ့တော့ကကျွန်တော်တို့အရေးကြီးတဲ့နောက်တစ်ခုကလေ့ကျင့်ခန်းလုပ်ခြင်းကြောင့် BDNF လို့ခေါ်တဲ့ brain drive neurotrophic factor ပို့ပြီးတော့ထွက်လာစေအဲ့ဒါကကျွန်တော်တို့ landing လုပ်တဲ့အချိန်လေးလေ့လာသင်ယူမှတ်သားတဲ့ဟာတွေပြီးတော့ကျွန်တော်တို့ရဲ့ memories မှတ်ဉာဏ်တွေကိုပို့ပြီးတော့တိုးတက်လာစေတယ်အဲ့တော့ကျွန်တော်တို့ကဆွဲမြဲတဲ့ရေရှည်ဆွဲမြဲတဲ့ပြောင်းလဲမှုရလဒ်တစ်ခုရဖို့အတွက်ကကျွန်တော်တို့လေ့ကျင့်နေတည်ဆောက်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့အလေးကျင့်နေတည်ဆောက်တဲ့အချိန်မှာလည်းကျွန်တော်တို့ရဲ့ပုံမှန်လေပတ်နေတဲ့ brain သိထားတဲ့ habit loop လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ပုံမှန်သွားနေတဲ့အကျင့်တွေတဲ့ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုသိဖို့လိုလာပြန်ရောအဲ့တော့ကျွန်တော်ရဲ့အုံနောက်ထဲမှာ prefrontal cortex လို့ခေါ်တဲ့အစိတ်ပိုင်းရှိတယ်ပြီးတော့ရင်ကျွန်တော်တို့ basal ganglia လို့ခေါ်တဲ့အစိတ်ပိုင်းရှိတယ် prefrontal cortex ကဘာလုပ်လဲဆိုတော့သူကမိတ်ဆွေလုပ်လိုက်တဲ့အသစ်တော့အပြောင်းလဲတွေအကြောင်းအရာတွေကိုဆုံးဖြတ်တယ်ဒါငါသိလားမသိဘူးလားပြီးတော့ basal ganglia ကကျတော့ကျွန်တော်တို့အလိုအလျောက်စဉ်းစားစရာမလိုဘူးအားစိုက်စရာမလိုဘူးကျွန်တော်ပုံမှန်လုပ်ဖြစ်နေတဲ့အလုပ်တွေဥမာအဲ့ရထိုင်မျက်နှာတစ်တာတို့သွားတိုက်တာဒါတွေကကျွန်တော်စဉ်းစားစရာမလိုတော့ပုံမှန်လုပ်ဖြစ်နေတာအဲ့လိုကိစ္စရက်တွေအဲ့တော့ကျွန်တော်တို့ကအချင်းတစ်ခုဆွဲမြဲလာတဲ့အခါမှာ basal ganglia ကနေအလိုအလျောက်ကျွန်တော်တို့လုပ်တဲ့အခြေအနေဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကအစာပိုင်းမှာစတဲ့အချိန်မှာလေ့ကျင့်ခန်းတွေစလုပ်တဲ့အချိန်မှာအပြင်းထန်ကြီးတွေကျွန်တော်တို့စိတ်အားတက်တန်တဲ့ motivation တွေဖြစ်နေပြီးအရင်သွားလို့မရဘူးဒါကကျွန်တော်တို့ brain ရဲ့ mechanism ကိုကျွန်တော်တို့ကဘယ်လိုပြော counter သွားလုပ်နေတာအဲ့တော့ तू မသိထားတဲ့အပြောင်းလဲတွေ तू နဲ့မရင်းနှီးတဲ့ habit တွေမှာ brain ကပိတ်မှာပဲခင်ဗျာဒါလုပ်တယ်ဟောဒါကြီးစိတ်မဖြစ်ဘူးမင်းကိုယ်ပဲငြိမ်ငြိမ်လေးနေအဲ့တော့ကျွန်တော်တို့ကဘာတွေဖြစ်လာလဲဆိုတော့အလေးချင်းတကူမရခင်မှာလောဘကြီးမိတဲ့အတွက်ကျွန်တော်တို့ရလက်တွေလိုချင်တဲ့အတွက်အပြင်းထန်တွေလောက်ကြတယ်ပြီးတော့ရက်သွားတယ်ပြီးတော့ပြန်မစနိုင်တော့တော်တော်နဲ့အဲ့လိုကနေပဲကျွန်တော်တို့လိုချင်တဲ့ body ကို fit ဖြစ်တဲ့ lifestyle ကိုကျွန်တော်တို့မရောက်ကြဘူးဖြစ်နေတယ်ပေါ့နော်စလိုက်ရက်သွားလိုက်ပြန်စလိုက်ပြန်ရက်သွားလိုက်ဒီလိုနဲ့ပဲကျွန်တော်တို့
လေပတ်နေတယ် okay အဲ့တော့ကျွန်တော်တို့က body transformation အတွက်ကကျွန်တော်တို့ခုချိန်မှာ training တွေတိုင်းရက်တွေဘလောက်အပင်ပန်းခံနိုင်တာလေးတွေကနေမဟုတ်တော့ပဲကျွန်တော်တို့ဒီ brain ရဲ့အလုပ်လုပ်ပုံကိုသိရှိနားလည်နေဖို့လိုအပ်တယ်မဟုတ်ရင်ကျွန်တော်တို့ခဏခဏပင်ပန်းတယ် body transformation အတွက်ကျွန်တော်တို့ဒီ channel ကိစ္စရက်တွေ calorie short တာတွေပါရီညာတွေကတော်တော်များများသိထားပြီးပြီအဲ့တော့ကျွန်တော်တို့ကဒီအလေးအကျင့်ကောင်းတစ်ခုတိဆောက်တဲ့ mechanism ပြီးတော့အုံနောက်ရဲ့အလုပ်လုပ်ပုံကိုမသိသေးသေးဘူးကျွန်တော်တို့ကစားလိုက်ရက်သွားလိုက်စားလိုက်ရက်သွားလိုက်ဆိုတဲ့အခြေအနေမှာပဲလည်နေလိမ့်မယ်အဲ့တော့ body transformation လုပ်မယ်ဆိုရင်အချင်းတစ်ခုကိုဖြည်းဖြည်းချင်းလေးတိဆောက်သွားပြီးတော့အုံနောက်ရဲ့အလုပ်လုပ်ပုံတုံ့ပြန်ပုံကိုသိရှိသွားပြီဆိုရင်ဒါကကျွန်တော်တို့ခရီးရှောက်မဲ့ခရီးအတွက်အများကြီးအထောက်အကူပေးတယ်အဲ့တော့အခုကျွန်တော်တို့သိရှိသွားပြီဆိုရင်ဖြည်းဖြည်းချင်းစပါကျွန်တော်ရလက်တွေကနောက်ကနေလိုက်လာပါလိမ့်မယ်ကျွန်တော်ရဲ့ brain ကခင်ဗျ safe ဖြစ်တာကိုပဲလိုချင်တာဒီကောင် lazy ဖြစ်တယ် smart ဖြစ်တယ်ပြင်ပန်းတာမကြိုက်ဘူးပြောင်းလဲတွေမလုပ်နဲ့မကြိုက်ဘူးအဲ့တော့ကျွန်တော်အရင်သွားပြီးသူ့ကို push လုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကစတဲ့အချိန်မှာဖြည်းဖြည်းချင်းလေးစဒီလေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့ကိစ္စရက်တွေကျွန်တော်တို့အစားအသောက်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားတယ်ဆိုတဲ့ကိစ္စရက်တွေကိုပုံမှန်ကျွန်တော်တို့ရဲ့ habit loop ထဲမှာရောက်သွားပြီဆိုရင်ဒီအလုပ်လုပ်ရင်ဒီအလုပ်ကိုဒီအချိန်မှာလုပ်မှကျွန်တော်တို့ကစိတ်ကြည်နေမယ်အဆင့်ရောက်သွားအောင်ကျွန်တော်တို့ကဖန်တီးဖို့လိုတယ်တိဆောက်ဖို့လိုတယ်အဲ့တော့အဲ့ဒီအချိန်မှာအချိန်ပေးရတယ်ပုံမှန်ပြောကြရင်ကျွန်တော်အချင်းတစ်ခုကို21ရက်လုပ်ရင်ဖြစ်တယ်ဆိုတကယ်21ရက်နဲ့မလုံလောက်ဘူး21ရက်နဲ့လုံလောက်ရင်ကျွန်တော်တို့တစ်လမပြည့်ခင်ကျင်နာသွားတဲ့သူတို့တစ်လပြည့်ပြီးမှကျင်နာသွားတဲ့သူဆိုတော့ရှိမှာမဟုတ်အဲ့တော့သိပ္ပံနီးကြလေးလာတွေ့ရှိချက်တွေအရာပေါ့နော်အချင်းတစ်ခုတည်မြဲဖို့ကျွန်တော်တို့63ရက်ကျွန်တော်တို့လိုတယ်အဲ့တော့ဖြည်းဖြည်းချင်းလေးစပါ63ရက်လောက်ကျွန်တော်တို့ဆွဲအောင်လုံနိုင်သွားပြီဆိုရင်ဒါကကျွန်တော်တို့မဖြစ်เสียအကြောင်းမရှိဘူးကျွန်တော်တို့လိုချင်တဲ့ lifestyle မရเสียအကြောင်းမရှိဘူးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ဝင်းတို့မှာကျွန်တော်လက်ရှိဒူဘိုင်းမှာ personal trainer တယောက်အနေနဲ့ရပ်တည်နေပါတယ် online ကနေလည်းကျွန်တော် program service တွေနဲ့ကျွန်တော်တို့လေ့ကျင့်ခန်းစလုပ်မဲ့သူတွေအတွက် PC professional တွေအတွက်ကူညီပေးပြီးတော့ကျွန်တော် guideline တွေပေးနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်